အားလုံးပဲမင်္ဂလာပါဒီလီကို upgrade new channel မှာပြန်လည်ကြိုဆိုပါရစေသတင်းတွေကိုလိုရင်းတူရှင်တင်ဆက်ပေးသွားမှာဖြစ်လို့ခုပဲနားဆင်လိုက်ပါအဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်လူကြီးမင်းတို့ရေအခုနောက်ပိုင်းထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့သူတွေအတွက်သတိထားစရာသတင်းတစ်ခုကြားသိရပြန်ပါတယ်ပြီးခဲ့တဲ့မေလ30ရက်နေ့ကရှွန်ဘူလီခရိုင်မှာတရားမဝင်ငွေကြေးလုပ်ငန်းသူတွေဟာလူတွေကိုညှဉ်းပန်းနှိပ်စက်တဲ့တရုတ်မာဖီးယားဂိုင်းဝန်၄ဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်နိုင်ပြီဖြစ်ပါတယ်ဒီဂိုင်းဟာတရုတ်နိုင်ငံမှာကတည်းကတရားမဝင်လုပ်ရက်တွေကြောင့်ဖမ်းဝရမ်းထုတ်ထားခံထားရတဲ့သူတွေပါသူတို့ရဲ့လုပ်ရက်တွေကတော့အင်မတန်မှကြောက်ခမန်းလေးလေးပါပဲငွေချေးတဲ့အခါလစဉ်အတိုးနှုန်း30ရာခိုင်နှုန်းဆိုတဲ့အစမတန်မြင့်မားတဲ့အတိုးနှုန်းကောက်ခံခဲ့ပါတယ်အချိန်မီမဆက်နိုင်တဲ့သူတွေကိုတော့အခန်းတွေထဲမှာပိတ်လှောက်ပြီးရိုက်နှက်ညှဉ်းပန်းတာပစ္စည်းဥစ္စာတွေကိုအတင်းအဓမ္မသိမ်းယူတာတွေလုပ်ဆောင်ခဲ့ကြတာပါသူတို့ကတရုတ်နိုင်ငံကနေထိုင်းနိုင်ငံကိုထွက်ပြေးလာပြီးနောက်ထိုင်းနိုင်ငံရောက်တော့လဲဥပဒေမျက်စိကနေလွတ်မြောက်ဖို့အထောက်အထားတွေဖုံးကွယ်ပြီးဇိမ်ခံအေရီယာတွေမှာပုံခုနေထိုင်ခဲ့ကြတာပါဒါပေမဲ့ထိုင်းရဲ့တပ်ဖွဲ့ရဲ့စုံစမ်းထောက်လှမ်းမှုကြောင့်အခုတော့တရားဥပဒေအရအရေးယူခံရဖို့တရုတ်နိုင်ငံကိုပြန်လည်ပို့ဆောင်ခံရတော့မှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့လည်းအခုလိုမျိုးအပြင်မှာငွေကြေးချေးငွေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတတိထားဖို့လိုအပ်ပါတယ်အတွန်းတော်အရမ်းများတဲ့အပြင်လူတွေစီကချေးငွေရယူတာမျိုးမတင်ကားစရာကောင်းတဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်မိတာမျိုးတွေရှောင်ကျဉ်ကြဖို့အကြံပြုလိုပါတယ်ခင်ဗျာထိုင်းနိုင်ငံရဲ့ဥပဒေတွေကလည်းနိုင်ငံသားတွေရာဇဝတ်မှုကျူးလွန်တာကိုအထူးတင်းကျပ်စွာစောင့်ကြည့်နေတာကြောင့်မို့အားလုံးပဲတရားဥပဒေဘောင်အတွင်းမှာနေထိုင်ကြဖို့တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့မင်းညညနေပိုင်းကထိုင်းနိုင်ငံချွန်ဘူရီခရိုင်ဗမ်မလွန်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့စိတ်မကောင်းဖွယ်ရာသတင်းတစ်ပုဒ်ကိုမျှဝေပေးခြင်းပါတယ်မေလ30ရက်နေ့ညနေ9:00 နာရီခန့်ကဘန်ကောက်မြို့မှာရနောင်းခရိုင်ကျုပ်စမပတ်တို့ပြေးဆွဲနေသည့်အမြန်ရထားတစ်စင်းဟာဘလမွန်မြို့နယ်နောင်ပလာလိုင်းရက်ကွက်အတွင်းရှိရထားလမ်းပိုင်းကိုဖျက်ဆီးနေစဉ်ထိုင်းနိုင်ငံသားအမျိုးသားတဦးကိုတိုက်မိခဲ့ကြောင်းသိရပါတယ်ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ရဲတပ်ဖွဲ့ဝင်များနဲ့ကယ်ဆယ်ရေးအဖွဲ့များအခင်းဖြစ်ပွားရာသို့ရောက်ရှိဆက်ဆေးရမှာတေဆုံးသူ၏ခန္ဓာကိုယ်အစိတ်ပိုင်းများပြန့်ကျဲနေသည်ကိုတွေ့ရှိခဲ့ရပြီးအလွန်ဝမ်းနည်းဖွယ်အဖြစ်တစ်ခုဖြစ်ခဲ့ပါတယ်တေဆုံးသူမှာအသက်30မှ40နှစ်ဝန်းကျင်ရှိနိုင်ငံသားတဦးဖြစ်ပြီးအပြာရောင်ဘောလုံးအင်ဂျီဂျာစီအင်ဂျီအနက်ရောင်ဘောင်းမီတို့နဲ့အဖြူရောင်အားကစားဖိနပ်များဝတ်ဆင်ထားကြောင်းသိရပါတယ်ထို့အပြင်အနီးနားတွင်ဖြာတစ်ချက်ပါဝင်သည့်အိတ်တစ်လုံးနဲ့ရေတပ်မှုတစ်ဖူးကိုလည်းတွေ့ရှိခဲ့ပြီးရင်းပစ္စည်းမှသေဆုံးသူ၏ပစ္စည်းများဖြစ်နိုင်ကြောင်းခန့်မှန်းထားပါတယ်ရထားမောင်းသူမစ္စတာပီယာဖုန်၏ပြောကြားချက်အရရထားလမ်းပေါ်တွင်နိုင်ငံသားတဦးကရထားဘက်သို့ကြောပေးကရက်နေသည်ကိုတွေ့မြင်ခဲ့သဖြင့်အရေးပေါ်ဘရိတ်အုပ်ခြင်းနဲ့ဟွန်းတီး၍တတိပေးခြင်းများပြုလုပ်ခဲ့တော်လဲအမြန်ရထား၏အရှိန်ကြောင့်အချိန်မမီပဲတိုက်မိသွားခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်လက်ရှိအချိန်တွင်ရဲတပ်ဖွဲ့ကသေဆုံးသူ၏အထောက်ထားနဲ့ဖြစ်စဉ်အသေးစိတ်ကိုဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပါတယ်အခုလိုရထားလမ်းပေါ်မှာမတော်တဆမှုများမကြာခဏဖြစ်ပွားတတ်တာကြောင့်ရထားလမ်းအနီးသွားလာနေထိုင်သူများအနေဖြင့်အထူးသတိပြုသွားလာကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲအခုလိုစောင့်နေကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ပြည်တွင်းပြည်ပဘာတော်ဝမ်းကထူးခြားတဲ့အကြောင်းအရာတွေကိုသိချင်ရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦးနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်